ခုကြီးတို့ဆိုင်မှာတော့ GS ဟာမင်းပြောနေတဲ့စကူယိုမီကိုကြည့်ပြီးစိုးကိုပြစ်တင်နေပါတယ်။စိုးကိုသာမတားခင်အနာသာဝိဆက်ဖြစ်တဲ့ဟာစီကိုဖမ်းပြီးအဖြစ်ထုတ်ကိုင်းလို့ရနေပြီလို့ GS ကယူဆနေတာပါ။စိုးကိုကတော့အချိန်ချက်လိုက်ရထားပြီဖြစ်လို့ဟာစီကိုတန်းဖက်ဆရာမလို့လို့ရှင်းပြပေမဲ့ရောဘတ်ဖရက်နဲ့ GS ကတော့နားမဝင်ခဲ့ပါဘူး။ GS ဟာ Rival နှစ်ခုကန်ရတဲ့လူကိုလိုက်ရှာဖို့နဲ့2012ခုနှစ်ကိုသွားပြီးဟာစီကိုသွားရဲနေပြီးလက်စားချေဖို့ဆုံးဖြတ်ကထွက်ခွာသွားပါတယ်။ GS မသိလိုက်တာကတော့အဲ့ဒီ Rival နှစ်ခုပါရှင် Kamen Rider Beast ဖြစ်တဲ့ Kosuki Nito ဟာသူ့နောက်ကနေလိုက်ပါလာတဲ့ဆိုတာပါပဲ။ဆိုကိုကတော့စေယုံမှာရှိတဲ့ဟာယာစီရဲ့တငယ်ချင်းနာဂါယာမီစီသွားပြီးစုံစမ်းပါတယ်။ဟာယာစီဟာသူ့ချစ်သူခါရီနဲ့နာဂါယာမာတို့လက်ထပ်တော့မဲ့အပြင်သူမြန်လို့တဲ့ပြဿနာရုံလေးကိုပါပိတ်ပစ်တော့မယ်ဆိုတာသိလိုက်ရလို့စိတ်လွတ်ပြီးတော့တောင်းချမ်းခဲ့တာဖြစ်ပါတယ်။စေယုံကအပြန်မှာ Woods ပေါ်လာပြီး GS နဲ့သူဟာမိတ်ဆွေဟောင်းနေဖြစ်ကြောင်းအရေးမွေပြောပြသွားပါတယ်။တစ်ချိန်တည်းမှာပဲဟာယာစီဟာလမ်းကြောင်းတစ်ခုမှာပေါအောင်နေတော့တိုင်းချက်ကအိုရာရောက်လာပြီးမင်းဘရင်ဖြစ်လာဖို့ဆိုရင်မင်းကိုနာကျင်လုပ်တဲ့သူတွေကိုလက်စားချရမယ်ဆိုပြီးထပ်မံမြှောက်ပေးလိုက်ပြန်ပါတယ်။ GS ကတော့တောအုပ်တစ်ခုတည်းကစခန်းချနေရတဲ့တစ်ခုမှာခိုဆူကီနီတိုကိုရှာတွေ့သွားပါတယ်။ဒါပေမဲ့နီတိုကသူ့မှာရှိတဲ့ right watch တွေကိုဘယ်ကရမှမမှတ်မိသေး၍ GS ကိုပေးမှာမဟုတ်ဘူးလို့ညင်းဆိုလိုက်ပြီး GS ကိုအဖိုးကြီးအိုရိုတောင်နောက်ပြောင်လိုက်ပါသေးတယ်။အဲဒီနောက်ဟာယာစီဟာခါရီကိုတရာအောက်မှာလိုက်တက်ဖို့ကြိုးစားပါတယ်။ဆိုကိုရောက်လာပြီးတော့ဇီယိုဖြစ်ခဲ့တင်လိုက်ပေမဲ့အနာသာဝီဇက်ကထွက်ပြေးသွားခဲ့ပါတယ်။ဆိုကိုနောက်လိုက်တာကဟာယာစီဟာအချစ်ချောင်ညှို့သွားပြီးသူ့ရဲ့မှပညာကိုလူတွေကိုပျော်ရွှင်ဖို့အတွက်မဟုတ်ပဲနာကျင်စေဖို့အတွက်အသုံးပြုနေပြီဆိုတာပါပဲ။အိမ်တန်ရောက်တော့ဆိုကိုဟာ Woods ကိုခေါ်ထုတ်ပြီးအရေးကြီးတဲ့မိကုန်းတစ်ခုမေးပါတယ်။ Right Watch ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေဘာလို့ရှုပ်ထွေးနေရတာလဲဆိုတာပါ။ Woods ကမပြောချင်ပေမဲ့ဆိုကိုကအမိန့်ပေးတာကြောင့်ရှင်းပြလိုက်ပါတယ်။အကြောင်းရင်းကတော့ Another Rider တကောင်မွေးဖွားလာရင်မူရင်း Rider ရဲ့တမိုင်းနဲ့မှတ်ဉာဏ်တွေအားလုံးကို Another Rider ကစုပ်ယူသွားလို့ပါတယ်။မူရင်း Rider ရဲ့မှတ်ဉာဏ်ပြန်ရဖို့ဆိုရင် Another Rider ကိုအပြီးတိုင်ဖျက်ဆီးပြမှရမှာပါ။ဒါကိုကြားတော့ဆိုကိုမှအကြံတစ်ခုရသွားပါတယ်။စေယုံမှာဟာယာစီဟာ Another Wizard ဖြစ်ပြောင်းပြီးနာဂါယာမာကိုတတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့လူနာကလေးမှာဆောင်ချုံထားတာကနာဂါယာမာမဟုတ်ပဲဆိုကိုဖြစ်နေပြီးတော့ Another Wizard ကိုကန်ထုတ်လိုက်ပါတယ်။စီယိုဟာဘေးအာမာကိုသုံးပြီး Another Wizard ကို Vortex Time Brain နဲ့တိုက်ခိုက်ကယာယီနိုင်လိုက်ပါတယ်။ Another Rider ခဏတာပြောက်ကွယ်သွားတဲ့အချိန်မှာပဲတမိုင်းကြောင့်ခဏပြန်မှန်သွားပြီးခိုဆူကီနီတိုဟာ Kamen Rider Wizard Haruto Soma နဲ့တူတိုက်ပွဲဝင်ခဲ့တဲ့သူ့ရဲ့ Beast State တွေကိုပြန်သတိရသွားပါတယ်။နီတိုဟာ GS ရဲ့အရေးချင်းကိုဆက်သက်ဖို့ Kamen Rider Beast ဖြစ်ပြောင်းလဲပြီးတိုက်ခိုက်ပါသေးတယ်။နောက်ဆုံးမှာတော့နီတိုက GS ကို Wizard Right Watch တစ်ခုတည်းကိုပဲပေးလိုက်ပါတယ်။ Beast Watch ကိုတော့သူပဲဆက်ယူထားလိုက်ပါတယ်။ထူးဆန်းတာက2012ခုနှစ်တုန်းကဒီနာရီကိုနီတိုစီလာပေးခဲ့တာကလည်းအနာဂတ်ကလာတဲ့ GS ကိုယ်တိုင်ဖြစ်နေတာပါပဲ။ Time လို့မိနေတာပါ။ GS ဟာ Time Magazine စီးပြီး2012ခုနှစ်ကိုသွားကအတိတ်ကအနာသာ Wizard ကိုသွားတိုက်ပါတယ်။ပြစ္ဆုတ်ပတ်မှာတော့ Zio ဟာအနာသာ Wizard နဲ့ဆက်လက်တိုက်ပွဲဝင်နေပါတယ်။2012ခုနှစ် Christmas ကာလမှာအမူရင်း Kamen Rider Wizard ဖြစ်တဲ့ Haruto ဟာပုံနဲ့တက်ခတ်နေတော့အနာသာ Wizard မွေးဖွားလာတာကြောင့်သူ့စွမ်းအားတွေရုပ်ပြတ်ပျောက်ဆုံးသွားပါတယ်။အနာသာ Wizard ဟာယာစီကတော့စွမ်းအားရတာနဲ့မြို့ရဲကကားတွေအစာအုပ်တွေကိုဖျက်ပစ်ပြီးတောင်းကျနေပါတော့တယ်။ပြစ္ဆုတ်ပတ်2018မှာတော့ Zio ဟာ Force Armor ကိုဝတ်ဆင်ပြီးအနာသာ Wizard ကိုတက်ခတ်ရင်းနဲ့ဆုံးမစကားပြောပါတယ်။မင်းခါရီကိုတကယ်ချစ်ရင်ကိုယ့်ခန္ဓာချက်ကိုဖွင့်ပြောဖို့တတိရှိရမယ်။အခုမင်းလုပ်နေရတွေကကိုယ့်အတ္တအတွက်ပဲဖြစ်နေရလို့ပြောလိုက်ပါတယ်။2012မှာ GS ဟာ Wizard Armor ကိုဝတ်ဆင်ပြီးAnother Wizard ကို Strike Time Pass နဲ့အဆုံးသတ်လိုက်သလို2018မှာလည်း Zio က Limit Time Break နဲ့နိုင်လိုက်ပါတယ်။ Another Wizard ပြည့်စည်သွားပြီးတဲ့နောက်စူကူယိုမီလည်းပြန်နိုးလာပါပြီ။ဒါပေမဲ့စက်သိန်းကမပြီးသေးပါဘူး။ဆိုကိုဟာ Woods က Face Phone 8ကိုငှားပြီး2012က GS ကိုဖုန်းခေါ်ပါတယ်။ပြီးတော့2018ကဟာယာစီကို2012ကဟာယာစီနဲ့ဖုန်းပြောခိုင်းလိုက်ပါတယ်။အနာဂတ်ကဟာယာစီကသူ့ရဲ့အတိတ်ကပုံရိပ်ကိုခါရီကိုဖွင့်ပြောလိုက်ပါရလက်ကဘာပဲဖြစ်ဖြစ်အနည်းဆုံးတော့နောက်မရတော့ဘူးပေါ့လို့အားပေးစကားပြောလိုက်ပါတယ်။2012မှာဟာယာစီဟာတက်တီမွေးပြီးတော့ခါရီကိုချစ်ခွင့်ပန်လိုက်ပါတယ်။ခါရီကညှင်းလိုက်ပေမဲ့ဟာယာစီကတော့ကျင်းတဲ့ဆောင်နဲ့ပဲလက်ခံလိုက်ပြီးသူတို့ရဲ့ဆက်ဆံရေးဟာအမုန်းတရားနဲ့မဟုတ်ပဲနားလည်မှုနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒါကြောင့်တမိုင်းကြောင်းနဲ့ပြောင်းလဲသွားပြီးအားလုံးကအဆင်ပြေသွားကြပါတော့တယ်။ခိုဂျီတို့မှာတော့ဦးလေးဂျူနီချီရိုကစူကူယိုမီနိုလာကိုမြင်ပြီးသမီးက Sleeping Beauty အိပ်ပျော်နေတဲ့အလှပကေးလိုပဲနှစ်တရာလောက်အိပ်လိုက်ရင်အနာဂတ်ကိုမြင်ရမှာပါလို့နောက်ပြောင်လိုက်ပါတယ်။ GS ကတော့စူကူယိုမီပြန်ကောင်းလာလို့ဝမ်းသာနေပေမဲ့ဆိုကိုနဲ့ Wish ရဲ့လက်ွက်ထဲမိသွားတယ်လို့ခံစားနေရဆဲပါ။ဒီလိုနဲ့ Wish ရဲ့စွမ်းအားကိုကျွန်တော်ရဲ့တခင်ကမရလိုက်ပါဘူး။ GS ကိုရောက်သွားလို့ပါ။ဒါပေမဲ့ကိစ္စမရှိပါဘူး။ကျွန်တော်တခင်ရဲ့စွမ်းအားကအတိုင်းအဆမရှိကြီးထွားလာနေပါပြီ။မကြခင်မှာနောက်ထပ်လီဇန်တစ်ယောက်ကသူ့ရဲ့ဇက်ခုံပေါ်ရောက်လာပါတော့မယ်လို့ Wish ကနေကုန်းချလိုက်ပါတယ်။နောက်ဆုံးခန်းမှာတော့ကမ္ဘာလုံးကြီးစီကနေကင်မရာဆွဲကွာသွားပြီးရုံးခန်းတစ်ခုထဲမှာယူသွစွာအော်ရင်နေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဖြူရောင်ဂိမ်းငွေတစ်ခုကိုကင်ထားတဲ့အဲ့ဒီလူကတော့ Kamen Rider X8 ဇလန်နဲ့ကနမကြီးဖျားသခင်ခူရိုတိုဒန်ပဲဖြစ်ပါတော့တယ်။